အားလုံးပဲမင်္ဂလာပါရှင်။နှစ်အောင်ဆက်နှင်းစီပန်းလှလှလေးလုပ်ကြမယ်နော်။နှင်းစီပန်းအတွက်ကျိုးရှည်က9လက်မပဲလိုပါတယ်ရှင်။အရောင်မလိုတဲ့ကျိုးလေးနှစ်ကျိုးကို9လက်မတိုင်းပြီးတော့ချိုးချောင်းကနေအဆောင်လေးပတ်သွားပါမယ်နော်။ကျိုးရှည်9လက်မတစ်ခုလုံးအဆောင်ပတ်သွားမှာပါ။ပတ်ပြီးသွားတဲ့အခါကျရင်ပန်းလေးစလုပ်ပါမယ်နော်။နှင်းစီပန်းတစ်ရောင်နဲ့လုပ်တော့ပုံစံမျိုးအတိုင်းပဲပေါ့နော်။အဲ့ဒီတော့ပုံစံအတိုင်းလေးပဲဂွင်းလေးလုပ်ပါမယ်။ပြီးရင်ဘေးပက်လေးကိုကျိုးလေးကိုစောင်းပြီး3ချိန်ထည့်ပါမယ်နော်ထည့်တဲ့အခါကျိုးလေးထည့်သွားပြီဆိုရင်ဒီနှင်းစီပန်းလေးရပါပြီနော်နှင်းစီပန်းလေးရဲ့အသက်ကတော့ဒီကျိုးလေးထည့်တာပဲမူတည်ပါတယ်ရှင်အဲ့လိုစောင်းလေးထည့်သွားပါမယ်နော်ချိုးချောင်းတွေအပေါ်မတက်ဖို့သတိပြုပါရှင်ပြီးရင်ကြံနေတဲ့ကျိုးလေးကိုအပေါ်အခွေလေးခွေပါမယ်ခွေလေးခွေပြီးသွားပြီဆိုရင်အလဲကိုထည့်ပါမယ်အဲ့နဲ့အချိန်နဲ့တုတ်ထားလို့ရပါတယ်နော်နှင်းစီပန်းလေးပွားနေရဆိုရင်ဇာကနာလေးနဲ့ပတ်လဲကိုလိုက်ညှိပေးလို့ရပါတယ်ရှင်လူသူလိုလေးပုံသွင်းပြီးသွားပြီဆိုရင်နှင်းစီပန်းလေးကိုအချီတိုးလို့ရပါပြီနော်ကျိုးလေးတွေရှည်ထွက်လာတဲ့ဟာကိုအတွင်းခွေကိုရှေ့ပြီးသွင်းပါနော်အဲ့ဒါမှအပွင့်လေးကပိုကြီးပြီးလှလာမှာပါကဲကျန်တဲ့ကျိုးလေးကိုအနောက်ကနေခောက်သိမ်းပါမယ်ပြီးနှင်းစီပန်းရဲ့ပွင့်ချက်ကလေးတွေကိုလိုက်ပြီးချီတုပ်ပါမယ်နော်ချီတုပ်တဲ့ခါကျရင်အချီကိုဓာတ်တင်းတင်းဆွဲဖို့မလိုပါဘူးရှင်ဓာတ်တင်းတင်းဆွဲလိုက်တဲ့ခါကျရင်ပွင့်ချက်လေးတွေပင်ချိုင်ပြီးမလှမှာဆိုလိုပါနော်တတလေးပဲဆွဲသွားရပါပြီပွင့်ချက်လေး5ခုရှိရဆိုပွင့်ချက်လေး5ခုကိုတစ်ချက်စီလိုက်ပေါင်ရပါပြီနော်ကျေးဇူးများကြီးတင်ပါတယ်